အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Nightingale YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမဒီနေ့ဖတ်ပြပေးမှာကတော့ဆရာကြီးတင်ညွန့်ရေးသားထားတဲ့ငယ်ကြောက်ဆိုတဲ့ဝတ္ထုတိုလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်ဤဝတ္ထုလေးကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနှင့်တကွသက်ဆိုင်သူများအားလုံးထံမှလေးစားစွာခွင့်တောင်းခံအပ်ပါသည်ရှင်ကျမနှင့်တူနားဆင်ခံစားပေးကြပါအောင်ရှင်ဆရာကတော်ပွဲနေ့ကငယ်ဆရာဦးချစ်ထွန်းကိုပြန်တွေ့လိုက်ရတော့ဝမ်းသာလိုက်တာဆရာကအသက်85နှစ်ရှိပြီကျွန်တော်အကြောင်းဆရာဖြစ်တော့ဆရာနဲ့တကြောင်နဲ့ပြန်ဆုံးတယ်ကျွန်တော်ကအလဲတန်းပြဆရာကမူလာတန်းပြကျွန်တော်လေးတန်းမှာကြောင်းပြောင်းရတယ်ကျွန်တော်ကကျောင်းစားနေကလေးကသာသနာပြုကျောင်း BBM မှာနေပါတယ်ကျွန်တော်တို့မျိုးမှာတော့ BBM ကြီး BBN လေးဆိုပြီးခွဲခေါ်ကြတယ်မူလာတန်းကျောင်းက BBM လေးပေါ့လေးတန်းအောင်ရင်ကျောင်းကြီးကိုပြောင်းထားရပေမဲ့ပြည်သူပိုင်းတိမ့်လိုက်တော့လေးတန်းနယ်ပဲကျောင်းကြီးကိုရောက်သွားတယ်ကျွန်တော်တို့တက်တဲ့မူလာတန်းလေးကပြည်သူပိုင်းအသိမ်းခံလိုက်ရတယ်ကျောင်းကြီးလေးတန်းမှာဆရာဦးချစ်ထွန်းတန်းကိုကျွန်တော်ရောက်သွားတယ်စီကန်းကြီးတယ်အရိုက်ကျန်းနေဆိုပြီးနာမည်ကြီးတဲ့အတန်းပိုင်းစီကိုရောက်သွားတော့ကြောက်တာပေါ့ပထမဆုံးကျောင်းစားတရားတဲ့နေ့မှာဆရာကကျောင်းပဲချင်းတက်တလဲလို့မေးလိုက်တယ်ကျွန်တော်ကလူတက်ကြီးလုပ်ပြီးတော့9နာရီခွဲလို့អော်လိုက်တယ်ရွှမ်းကျွန်တော်ကြောကော့သွားတယ်မျက်ရည်ပေါက်ပေါက်ကြမိတယ်ဆရာကကျွန်တော်ကြောကိုကြိမ်နဲ့ဆော်လိုက်တာမစူးစမ်းမစင်ချင်းရမ်းမပြောနဲ့တဲ့ကျောင်းကြီးက9နာရီတက်တယ်ကျွန်တော်ကကျောင်းလေးလိုမှတ်ပြီး9နာရီခွဲអော်တော့အတီးခံလိုက်ရတယ်အဲ့ဒီကလေးကဆရာကိုမမိဘူးနောက်ဆိုရင်ပါဇက်ကလှုပ်ခနဲမထွက်မိအောင်ဆင်းချင်းတက်သွားတယ်ကျိန်နံဆိုတာကောင်းတယ်မကောင်းဘူးဆိုပြီးပြောကြညင်းကြတာပဲဒါပေမဲ့ကျွန်တော်ကျောင်းသားဘဝ10တန်းထိကျိန်နံမလွတ်ခဲ့ပါဘူးကျိန်နဲ့အပြစ်ပေးလို့လဲစိတ်ဆိုးရမှန်းမသိပါဘူးအတန်းထဲမှာအញ្ញံဆုံးဖြစ်ခဲ့တာကြောင့်ကျိန်ပြီးနေတဲ့သူလိုဖြစ်ခဲ့ရတယ်ဆရာဦးချစ်ထွန်းရိုက်တာမှတ်မိသေးတယ်အဲ့ဒီနေ့ကဝေတန်နေရာဇက်ထုတ်တင်တယ်အိမ်ကစာကြက်မလားလို့မရခဲ့ဘူးဆရာကရိုက်ရလုံးလို့စိတ်ပြက်ပုံရတယ်အတန်းပြင်ဘက်ကိုမောင်းထုတ်ပြီးတစ်ပင်အောက်မှာတွားကျက်ရမှပြန်လာခဲ့လို့ပြောလိုက်တယ်တစ်ပင်အောက်ကိုရောက်တော့လဲစာအုပ်လေးကင်ပြီးတော့ငင်းနေမိတယ်ဘာကိုငင်းနေတယ်လဲဆိုတော့ဇရက်လေးတကောင်ဝါပင်ဘောကပြုတ်ကြတာဇရက်လေးကိုသွားကောက်ပြီးတစ်ပင်ပေါ်ရောက်အောင်ပြန်တင်ပေးနေရတာနဲ့စာမကျက်ဖြစ်ဘူးဆရာဦးချစ်ထွန်းကအပြင်မှာစာကျက်နေတဲ့ကျွန်တော်ကိုမတွေ့လို့ကျောင်းမော်ကဆင်းလာတယ်သူဆင်းလာတော့ကျွန်တော်ကတစ်ပင်ခွာကြားမှာထိုင်နေတယ်ဘာတက်လုံနေတာလဲဆင်းခဲ့ကျွန်တော်ကကြောက်ကြောက်နဲ့တစ်ပင်ပေါ်ကဆင်းတော့ပြုတ်ကြတယ်ဆရာကပြေးလာပြီးကျွန်တော်ကိုဆွဲထူဖုံလေးခါပေးတယ်သေတော့မှာပဲဘာတက်လုံတာလဲဇရက်လေးကိုတစ်ပင်ပေါ်ပြန်တင်ပေးတာလာခဲ့ဆရာကကျွန်တော်ကိုဆွဲခေါ်သွားတယ်ရိုက်တော့မှာပဲထင်ပြီးတော့တုံနေအောင်ကြောက်တာအတန်းနဲ့ရောက်တော့ဆရာကျွန်တော်ကိုတီတီချာချာစိုက်ကြည့်ပြီးမနေ့ပြန်စာရအောင်ကြက်ခဲလို့ပြောလိုက်တယ်နောက်တနေ့မှကျွန်တော်စာရအောင်ကြက်ခဲ့တယ်ဆရာကတော်ပွဲနေ့ကဆရာကိုတွေ့လိုက်တော့ဝမ်းသာလိုက်တာဆရာကခါတွေလဲကိုင်းနေပြီမတ်တက်တောင်မနေရက်နေရတယ်ကျွန်တော်ကိုကောင်းကောင်းမှတ်မိတယ်ဘာကြောင့်လဲဆိုတော့ဆရာတူနဲ့ကျွန်တော်ကတငယ်ချင်းကတော့တည်သွားပြီဆရာကမင်းကိုမြင်တော့ကိုထွေးကိုသတိရလိုက်တာတဲ့ဆရာမျက်ရည်တွေဝဲနေတယ်ကျွန်တော်ကအိတ်ထဲကပတ်စံ9000ကိုဆရာလွယ်ထားတဲ့အိတ်ထဲထည့်ပေးလိုက်ပြီးတော့ဆရာကိုကျွန်တော်ကြော့ပါတယ်ဆိုပြီးမြေပြင်ပေါ်ထိုင်ကကြော့လိုက်တယ်ဆရာကခရစ်ယာန်ဒါပေမဲ့ကျွန်တော်ကိုကြမ်းပါပါစေချမ်းသာပါစေအန်ရကင်းပါစေဖရာသခင်စောင့်ရှောက်ပါစေလို့လက်အုပ်လေးပြန်ချီပြီးဆုပေးလိုက်တယ်ဘယ်ဘာသာမဆိုမေတ္တာပေးရင်မေတ္တာပြန်ရတာပဲငြိမ်းချမ်းလိုက်တာတင်ညွတ်29ရက်12လ2018ဆိုင်အငိမ့်တချင်းနဲ့ဟာတာများ page မှာကောက်နှုတ်ဖော်ပြပါသည်ဟုတ်ကဲ့ပါရှင်ဆရာကြီးတင်ညွန့်ရေးသားထားတဲ့အမေမဟုတ်သောအမေဝိထုတို့လေးကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်ဖုန်းကအချက်ပေးတမ်းမိလာသဖြင့်သူကဖုန်းကိုကောက်ကြည့်လိုက်သည်ဗီဒီယိုကောဖြင့်ခေါ်ဆိုနေခြင်းဖြစ်သည်သူကလိုင်းဖွင့်လိုက်သည်တစ်ဖက်ကခေါ်နေသူမှသူ့အမေကိုယ်တိုင်ဖြစ်သည်အမေ
သူကဝမ်းသာအားရနှုတ်ဆက်လိုက်သည်တာအဲ့ဒီမှာဘဲချင်းရှိပြီလေဒီမှာညနေ9နာရီခွဲအမေတို့စီမှာမနဲ့ခင်တာအမေကိုကြည်ရတာတမျိုးပဲနေမကောင်းဘူးလားဟုတ်တယ်တာအမေမနေ့ကဆေးသွားစစ်တယ်ဘာတွေးသလဲအမေမှာနှလုံးကအခြေအနေမကောင်းတော့ဘူးတဲ့တာအဲ့ဒါနှလုံးကစက်ထဲရမယ်ပြောတယ်အမေမှာနှလုံးရောဂါရှိတယ်လို့မကြားမိပါဘူးအမေမောနေတာကြပြီတလောကဆိုအတော်လေးဖြစ်လိုက်တာတေရောအောင့်မိတာပဲဘာဖြစ်လို့သားစီကိုအကြောင်းမကြားရတာလဲတာကအာမမဟုတ်တာကွယ်ပြီးတော့ပြန်လာနိုင်မှလည်းမဟုတ်ဘူးလေဘာဖြစ်ပေါ့အမေရဲ့တားတည်တင်တာပေါ့အမေအဲ့ဒီနှလုံးဆဲထဲတာဘလောက်ကုန်မလဲတီချာတော့မသိဘူးသားကြီးဆရာဝန်ကတော့တိန်တရားလောက်အရင်ဆုံးအသင်းဆောင်ထားပါလို့တော့ပြောတယ်တားကိုပြောရတာအားနာလိုက်တာကွယ်ဘယ်တတ်နိုင်မှလဲအမေရဲ့ဖြစ်လာမှတော့တားပစံရှာပြီးပို့လိုက်မယ်အရင်ထုံနေကြနေရမှာသွားထုတ်လိုက်နော်တားကြီးအဲ့ဒီကိုမပို့နဲ့တော့ဘာဖြစ်လို့လဲအမေအခြေအနေတွေကမကောင်းဘူးတခြားနေရာကိုပို့ပါလားအမေဆက်သွယ်ရမယ့်နေရာကိုပြောမယ်ပြောအမေတားလိုက်မှတ်ထားလိုက်မယ်ရပြီမေဘယ်လောက်ကြာမလဲတား2ရက်လောက်တော့စောင့်ပါမေအေးပါကွယ်ထူးခြားတာရှိရင်တားစီကိုလှမ်းပြောဦးနော်အေးပါတားလေးကြံ့ပါပါစေချမ်းသာပါစေဘေးကင်းပါစေကွယ်အမေကိုဒီကပဲကြောလိုက်ပါတယ်နောက်3ရက်ခန့်ကြာတွင်တားဖြစ်သူကသူမိခင်ထံဗီဒီယိုကောခေါ်သည်အမေအေးတားလေးနေကောင်းတယ်နော်ကောင်းတယ်အမေရောကောင်းတယ်ကောင်းတာမှဒေါင်မြင်နေတာပဲအမေကတော့နောက်ပြီနေမကောင်းလို့နှလုံးဆက်ထဲရမယ်ဆိုဟဲဘယ်တော့မှပြောမိလို့လဲလွန်ခဲ့တဲ့2ရက်လောက်ကပဲလေအမေပဲစစ်တာနှလုံးဆက်ထဲရမယ်ဆိုလို့သား350လွှဲလိုက်တယ်လေတားရီမနှောင်းနဲ့ကွယ်အမေနှလုံးဘာမှလည်းမဖြစ်ဘူးဆက်လည်းမထည့်ရဘူးအမေသားကိုဗီဒီယိုကောနဲ့ပြောတာလေအမေသားနဲ့ခုမှအဆက်အသွယ်ရတာပါကွယ်အမေပဲအရင်ငွေသွားထုတ်တဲ့နေရာကိုမသွားနဲ့နောက်တနေရာမှာထုတ်ရမယ်ဆိုပြီးဆက်သွယ်ရမယ့်နေရာကိုပေးသေးတယ်လေတားရဲ့ခုမှသားနဲ့စကားပြောရတာပါဤဇလန်ဒီကျွန်တော်စိတ်ကူးနှင်းရေးချင်းဖြစ်သည်အဖြစ်ပြက်ကတော့အမှန်တိုင်းဖြစ်သည်အိန္ဒိယနိုင်ငံတွင် AI စနစ်ဖြင့်ငွေလိမ်သည့်လုပ်ငန်းတွေစတင်လာပြီးဆိုခြင်းကိုသတင်းတစ်ခုတွင်ဖတ်လိုက်ရသည် AI စွမ်းကမြည်မျှထက်လာသည်ဆိုလင်တစ်ဖက်ကသားဖြစ်သူဤမိခင်ရင်ပုံစံတိုင်းမျက်နှာသွင်းမြင်တို့ကိုဖော်ဆောင်နိုင်သည့်ပြင်အတန်ကလည်းတပုံစံနဲ့ဖြစ်အောင်ဖန်တီး၍ရလာသည်ကင်မရာအထူးပြုလုပ်ခြင်းများနှင့်ပုံစင်တယောက်ကိုမိမိတို့လိုချင်သည့်သူဖြစ်အောင်ယုံရောတမ်းမှာပြောင်းလဲပေးနိုင်သောစနစ်တွေ AI တွေရလာပြီးဖြစ်ကြောင်းတယ်လန်ရှိုးတွေမှာလည်းအံ့အားသင့်စရာတွေ့လာရသည်ဒိုင်လူကြီးတွေဤရုပ်သံတိုင်းလူစားထိုးကမြင်ကွင်းပေါ်တွင်တချင်းဆိုနေသည့်ပုံတွေကိုပြည်တိန်ကောတယ်လန်တွင်ကြည်ဘူးသည်ပရက်စလီတိုင်းရုပ်ရောတန်ရောဟန်မူယာနှင့်ပါတရုပ်ဆောင်ပြီးတချင်းဆိုပြသည်ကိုလည်းကြည်ဘူးသည်အိန္ဒိယရုပ်ရှင်ကားတကားတွင်လည်းရုပ်ရှင်မင်းသား၏ငယ်ရုပ်ကိုကင်မရာလှည့်စားချက်နှင့်အခြားကိုဘွားတစ်ခုဖြင့်ဖန်တီးရိုက်တာကိုလည်းကြည်ဘူးသည်ဤပညာတို့တဲ့နေသည့်ခေတ်ကြီးတွင်ဘာကိုမျှယုံစားရန်မဖြစ်နိုင်တော့ဗီဒီယိုကောခေါ်ပြီးမျက်နှာချင်းဆိုင်တွေ့ရတိုင်းအစစ်အမှန်ဟုံးမို့ဆိုသည်ကိုတန်နေရဖြစ်ရမည်ခေတ်ကိုရောက်လာပါပြီ reference India Time တင်ညွတ်10ရက်17လ2024ဆိုင်အငိမ့်နှင့်တချင်းနှင့်ဟာတာများ Facebook page မှကောက်နှုတ်ဖော်ပြပါသည်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်